Hi, today. When you tell me this, have you young? When you leave me, Tata, but one me up or no? Why, he said, I would Yagrea, season and he did door it, and he did drop water while about own it. Joby about own it. And Yagrea, Yagrea, season or one in it on Shiba, blue less or was anything when they pay your master in. Say, the thing in the year pay yes or is it not like? အဲ့မှာကိုကတနင်္လာနေ့မှာအခုဥပမာပေါ့နော်ကြက်သားလေးကိုချက်မယ်ကြက်သားကိုဟိုကငါစီပီကြက်ရောမမကြက်ရောနည်းနည်းစီပေါ့နော်အဲ့လိုမျိုးလေးတွေဆိုရင်ဘူးလေးနဲ့တခါစာလေးတွေကိုရတာလေးပါလေးနေပြီးတော့တိမ့်ထားလိုက်တာပေါ့အဲ့လိုဆိုရင်ကိုကမနဲ့ကြရင်ကြက်သားဟင်းချက်ပါလားကြက်သားနဲ့အာလူနဲ့ရောလဲရရလေနော်ပြီးတော့စီပီကြက်လေးတွေကိုပပအသားလေးတွေကိုလှီးပြီးတော့စိမ့်ကြော်လေးကြော်ပါလားမြုပ်ပြီးဆက်လေးနဲ့ချက်ပါလားအဲ့လိုမျိုးလေးတွေပေါ့အဲ့လိုလေးတွေတွေးပြီးတော့ဘူးလေးတွေနဲ့အနေတော်လေးတွေပေါ့ကလေး3ယောက်စာပေါ့နော်ဝင်တော့3ယောက်စာအဲ့လိုလေးတွေနည်းနည်းထားလိုက်တာအဲ့ကြတော့မနဲ့ကြရင်ဟိုကဒါလေးတွေကိုဘယ်လိုမျိုးဆက်မလဲဆိုတော့မနဲ့ကြမှာပပကိုတရုပ်စာတော့ပို့ရင်းနဲ့လေးသွားလိုက်တယ်အပြင်းငယ်လေးတွေဝယ်လိုက်တယ်ဝယ်ပြီးတော့ကြမှာကြောကြကြီးရောပြီးတော့ချက်လိုက်တယ်ပေါ့နော်ပြီးတူတော့အများကြီးမစဉ်းစားထားပါဘူးလို့ဟေးအဲ့လိုလေးလည်းကောင်းတာဘာစိတ်လေးလက်သိလားဘဝထုတ်တဲ့စိတ်ကလေးဘယမအာလူကျော်ဘဝငါအခုအာလူကျော်လေးတွေကိုပြန်ပြီးတော့စပြီးတော့လုပ်နေပါပြီနော်ဘဝညမလေးနဲ့ဝဝနဲ့ပေါင်းပြီးတော့လုပ်တဲ့လုပ်ငန်းလေးပါအာလူကျော်ရဲ့အကြတာလေးကအရန်ကောင်းပါတယ်အချိုနဲ့အဆက်နဲ့အထုပ်ကလေးတွေရပါမယ်ဘူးလေးတွေလည်းရပါတယ်ဒီမှာဘယမတစ်စိတ်ပါအဆက်ရမယ်အချိုရမယ်အဆက်ကလေးပြင်းတော့တင်ရွက်ကလေးနဲ့လေထည့်ပြီးတော့လေကြော်ထားတဲ့အတွက်အရန်အကြတာရှိရနော်စကားပေါက်လေးတွေပဲထုတ်ပါတယ်အရန်စားကောင်းပါတယ်ဘုံကလေဒီအာလူကျော်လေးဆိုရင်ရိုင်းမဲစားတာပေါ့နော်ဒီတိုင်းစားတော့ကြတော့ရှစ်ပြိုသိန်းကအမကဘာပြောလဲဆိုတော့ရှစ်ပြိုသိန်းချင်းဆက်လက်ဖက်နဲ့လေးနဲ့တဲ့ဒါလေးတွေကိုတို့စားကြည့်တယ်အရန်ကောင်းတာဒါလေးတကယ်တို့စားကြည့်နော်အရန်ကောင်းတာနော်ဘုံကစားကြည့်ပြီးမထင်အောင်နော်အမပြပြသိန်းချင်းဆက်လေးနဲ့တို့စားကြည့်တာမားတဲ့ဝန်ရအရန်ကောင်းတာမလေးစားပြီးတော့ဝမ်းကြိုက်နေတာကဲဝါအာလူကျော်လေးတွေကိုအားပေးလို့ရပါတယ်ကိုစလဲလူကျင်တဲ့လူတွေလည်းရပါမယ်တပူးစေးတက်တက်အများစေးတက်တက်ရှိပါတယ်အခုမန္တလေးမြို့မှာဆိုင်တော်တော်များများကိုဝမ်အကုန်လုံးဖြန့်ထားပါပြီဘယင်မဆိုရင်ဝမ်ကိုတတိရလိုက်ပါဘယင်မအာလူကျော်ကိုအားပေးလို့ရပါတယ်ကတဘယင်မအာလူကျော်ကောင်းလားကောင်းတယ်ကြိုက်သလားကြိုက်တယ်ရန်ကောင်း